Hello ဒီနေ့ကတော့နင်းကြတဲ့ရာသီမှာပူနွေးနွေးလေးနဲ့ပီဇာလေးလောက်ပဲစားပါတယ်အခုမှကျောင်းကနေပြန်လာတာဆိုတော့တခါတည်းပဲဝင်လိုက်တယ်ပေါ့နော်ပီဇာဆိုင်မှာတငယ်ချင်းနဲ့လည်းတိုးပါတယ်သွားတော့ချိန်ထားတာတိုးတာမဟုတ်ပေါ့နော်တငယ်ချင်းနဲ့ချိန်ထားတာပေါ့နော်ဒီညနေပီဇာဆိုင်မှာတွေ့ရအောင်မတွေ့ရလဲရှားပြီဆိုတော့လေအဲ့တော့ပီဇာလေးပါလေဖုန်းဆက်မှာထားတဲ့ဥစ္စာလေးလာပို့ပြီးဖို့အတွက်ကိုပီဇာဆိုင်ကဝန်ထမ်းကိုပြောရပေါ့နော်အဲ့နဲ့သူက okay တဲ့အဲ့နဲ့ခဏစောင့်လိုက်ပါမယ်ခဏစောင့်နေနဲ့တငယ်ချင်းတွေနဲ့စကားတွေပြောရပေါ့နော်တငယ်ချင်းကဘယ်တော့ကနေကအဲ့လိုမျိုးစာသင်ကျောင်းဒီမှာလုပ်လိုက်တာလေညသူများနိုင်ငံမှာနေရဆိုတော့ passport ကအဲ့ဒီသုံးလို့ရလို့လားပြီးတယ်တကယ်ကြီးအဲ့နဲ့လုပ်လို့ရတယ်အဲ့ဒီ passport စာသင်လို့ရ passport ကိုရဖို့အတွက်ကိုလုပ်ရတယ်လို့ပြောရပေါ့စကားပြောနေပါတယ်ကိုရီစကားပြောနေတဲ့အချိန်မှာကတော့ဝန်ထမ်းလေးယူစရာရှိရာတွေသာယူပေးနေပါတယ်ကဲတော့မှထားတဲ့ပစ္စည်းကြောင့်ဖုန်းနဲ့ order မှာထားရဆိုတော့စောင့်စရာလည်းမလိုပေါ့နော်သူသယူရဲ့ချိန်လေးကိုခဏပဲစောင့်ပေးရတယ်အဲ့တော့ကျေးဇူးတင်တယ်ဘာဖြစ်တယ်ညဖြစ်တယ်ပြောတယ်ပေါ့နော်ကဲတော့ပစ္စည်းလေးထည့်ယူလိုက်ပါတယ်တကယ်ချင်းကိုတော့ခွက်လေးတစ်ခွက်ပေးလိုက်ပါမယ်သူနဲ့ချိန်ထားရဆိုတော့သူဝယ်ချွေးရမှာပေါ့နော်အဲ့တော့ညဆိုပြီးသူပေးလိုက်ပါတယ်သူကပြော thanks ကျေးဇူးပါတဲ့အဲ့နဲ့ဆိုပြီးတော့ပြန်တော့မယ်ပေါ့ကွယ် bye bye ဆိုပြီးတော့တကယ်ချင်းကိုလည်းနှုတ်ဆက်လိုက်ပါတယ်ပြန်တော့မယ်ပေါ့နော်အိမ်မှာလည်းလှုပ်ရှားလည်းရှိသေးတယ်စာလည်းဖတ်ဖို့ကြံသေးရပေါ့နော်အားကြောင့်မပြန်ပါတယ်ကြတော့ပြန်ပါပြီလမ်းကြားထဲကိုတော့ရောက်ပါပြီလမ်းကြားထဲမှာကအိမ်ရှိကိုသွားပါမယ်အိမ်ရှိဘက်ကိုသွားမယ်ပေါ့နော်အိမ်ရှိဘက်ကိုတော့ရောက်ပါပြီရောက်ပြီဆိုဆင်းပါမယ်ဟိုဘက်အရှိလိမ့်နေမှာဆင်းမယ်ပေါ့နော်လို့ဆိုဒီအိမ်ရှိဘက်မှာလမ်းခွေရတာခတ်တဲ့အကြောင်းမလို့ပေါ့နော်အဲ့ဒါအနေတူကိုအနာမလေးရက်ခိုင်းလိုက်ပါတယ်အနေတူအနာမလေးရက်ခိုင်းလိုက်တယ်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပတ်စံတော့တခါဘန်နဲ့ရှင်းထားပြီးပြီဆိုတော့လေအဲ့တော့အိမ်ရှိကိုရောက်ပါပြီအိမ်ရှိကိုတော့ဖွင့်ပါမယ်ကဲတော့လေးယူလိုက်ပါတယ်ပြီးတော့ဖွင့်လိုက်တယ်ပြီးတော့အိမ်ထဲဝင်ပါတယ်အိမ်ထဲရောက်ပြီပေါ့နော်ကဲတော့လုံးစရာရှိရလို့ဖို့တော့ကိုအယုံဆုံးပါလာတဲ့အထုပ်တွေကိုအောက်ရင်ချပါမယ်အောက်ချလိုက်ပါပြီကဲတော့ဖနက်ချွတ်လိုက်ပါတယ်ဖနက်ချွတ်ပြီးတင်ထားတယ်ပြီးတော့ပစ္စည်းတွေဝယ်လာတဲ့ဥစ္စာတွေထုတ်လိုက်ပါတယ်ပြန်ထားလိုက်တယ်ပေါ့နော်ခဏထားပါတယ်ကဲတော့ထားပြီးပြီဆိုအပေါ်တက်မယ်ပေါ့နော်အပေါ်မှာရေချိုးမှုချိုးလောက်ပါမယ်ကဲတော့ပေါ်ရောက်တော့မှောင်မဲနေရပေါ့နော်မီးတွေမဖွင့်တော့ဆိုတော့မှောင်နေပါတယ်ကဲတော့မီးလေးတွေဖွင့်လိုက်ပါမီးဖွင့်လိုက်တော့လင်းသွားတာပဲကဲအဲ့ဒီတော့မီးတွေလိုက်ဖွင့်ပါပြီးတော့ဒီမှာအထုပ်လေးချလိုက်တယ်ပြီးတော့မှန်တင်ကုန်စီရင်သွားရပေါ့နော်က
ကဲပြီးတော့မျက်မှန်လေးကိုချွတ်ပြီးသိမ့်ပါတယ်ကဲမျက်မှန်သိမ့်ပြီးတော့ကဲတော့မှန်တင်ကုန်သွားပါတယ်မှန်တင်ကုန်မှာဘီကကျောင်းယူသွားတယ်ကွယ်ကျောင်းမှာကတဝက်ပဲနေတယ်ပြီးတော့မှအလုပ်ကိုသွားညနေ9 နာရီကျော်လောက်မှအိမ်ပြန်လာတယ်အဲ့လိုမျိုးအားကြောင့်မလို့ဘီကယူသွားတယ်ပေါ့နော်စပင်တွေပါပွားတာဆိုတော့ဖြီးရတယ်အဲ့တော့စပင်လေးနည်းနည်းဖြီးလိုက်ပါမယ်ကဲတော့စပင်ဖြီးလိုက်ပေါ့နော်စပင်လေးဖားရလေးဖြစ်သွားပြီကဲစပင်ကဖားရလေးပဲလှရဆိုလေကဲတော့ဦးဆုံးအင်ကြီးလေးတော့အင်ကြီးတွေတော့မကြည့်ခင်အရင်ဒီသက်ရှိုးပါမယ်โอเคမီးလေးလိုက်ဖွင့်မှာနော်မေးပါလို့ကဲတော့ရေချိုးပါတော့မယ်ကဲရင်ဦးဆုံးဒီဥစ္စာလေးကိုပို့လိုက်ပါတယ်ဝတ်တဲ့ခံလေးတော့ထည့်တော့နော်ဟေးဟေးကျတော့နောက်နေ့ကျမှတစ်ခါရဲပေါင်းလျှော်လိုက်ပဲပေါ့နော်โอเคအဲ့ဒါဆိုရင်ပတ်တင်ပါမယ်ရေဆိုကိုမှဆိုလို့ပေါ့နော်ကဲတော့စပင်လေးကိုပတ်တင်လိုက်တယ်ပြီးတော့ခဏစက်ပြလေးပဲလောက်လိုက်တယ်ကဲပြီးပါပြီကျတော့ရေခဏစိန်နဲ့ထိုင်နေရပေါ့နော်ရေကန်ထဲမှာပြီးပြီပေါ့နော်ကဲပြီးပြီဆိုတော့ကဲပြီးသားပါပြီအဲ့တော့အင်ကြီးတော့ပါတော့မယ်ကဲဒီအင်ကြီးလေးဝင်ကောင်းမလားဆိုတာတော့ရွှေလိုက်ပါသေးတယ်ကဲအင်ကြီးဝတ်တယ်ဝတ်ပြီးတော့ဒါလေးခဏထားကြပါမယ်ပြီးတော့စပင်လေးကိုပြချလိုက်ပါတယ်ကဲစပင်ဖြီးပြီးပြီဆိုတော့စာအုပ်လေးသွားဖတ်ပါမယ်နှစ်ချက်ကလေးတက်ပြီးတော့စာအုပ်သွားဖတ်မယ်ပေါ့နော်နှစ်ချက်လေးတက်ထားတယ်ဘာမှမကြားတော့ဘူးနော်တခုခုအတန်ကျရဆိုလို့ရှိရင်ဘာမှမကြားတော့ပါဘူးအာရုံတခြားစိုက်လို့ရပါတယ်ကဲအဲ့တော့ဘိုင်မှာအပိုင်းနဲ့လင်းပြပါရှင့်